ရောက်နေပါတယ်မြင်ကြီးတူးတဲ့ခွေးရပါပြန်လောက်တဲ့သူနေဘူးခံနေရဘဝတင်ဒီမှာအဲ့ဒါရောင်းတယ်ဟာဒါအဲ့ဒါပဲရောင်းပြီမစကတ်ထိုးမယ်ဆရာကြီးရလို့စကတ်ထဲသွားတော့မယ်အကြိုင်းစကတ်ထိုးရပါဟဲ့အဲ့ငါ့ဟုတ်တယ်လားဟုတ်တယ်လားဟေးထိုးလေဟာ ငါ့တို့ကအားဆက်လာမလားဟာဟုတ်တယ်လားမင်းတို့ဒီကတည်းကပြောထွက်မှတယ်ပြီးမှကြည့်မနိုင်ဘူးဒီမြင်ကြီးကိုဖဲကုန်ပြီ